Whoa, are you a guardian? I am, and you are brave. I just wanted to see. တခါကတောနက်ထဲမှာဘယ်သူမှမမြင်ဘူးတဲ့ထူးဆန်းတဲ့တတဝါကြီးတစ်ကောင်ရှိခဲ့တယ်။သူဟာအရွက်တွေကြားမှာပုံအောင်နေတတ်တဲ့အရွက်စိတ်ကြီးပေါ့ Wow, you're amazing. Can I touch your head? လူတွေကသူ့ကိုကြောက်စရာလို့ထင်ကြပေမဲ့ဖိုးလာမင်းကတော့သူ့ရဲ့မျက်လုံးတွေထဲကနာကျင်မှုကိုမြင်ခဲ့ပါတယ် This place is amazing. Indeed, let us explore. Let's go. Hold on tight. ။အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာခွဲမရတဲ့တငယ်ချင်းတွေဖြစ်သွားကြတယ်။စကားမပြောတတ်ပေမဲ့တယောက်ရဲ့မေတ္တာကိုတယောက်ကခံစားမိနေခဲ့ပါတယ်။အနေနဲ့ကြုံလာတဲ့အခါအရွက်စိတ်ကြီးဟာဖိုးလာမင်းအတွက်ခိုင်မာတဲ့ဒိုင်းလော့တစ်ခုဖြစ်ပေးခဲ့တယ်။စစ်မှန်တဲ့တငယ်ချင်းဆိုတာပုံပန်းတံတန်ပုံမှာမမူတည်ပါဘူး။ကျင်နာတတ်တဲ့နှလုံးသားချင်းတူညီဖို့ပဲလိုတာပါ။